ဟာလေလုယာဖျားရှင်ရဲ့နာမတော်ကိုဥစွာပထမချီးမွမ်းပါတယ်ဒီနေ့ဇာလာ23အပိုင်ငယ်3ကိုရောက်ပါပြီဖုန်းပြတ်သွားလို့မတင်ပြတာပါဒီနေ့မှစပြီးတင်တာဖြစ်ပါတယ်ယုံကြည်သူသားသမီးရောက်စီတိုင်းဒီကမ္ဘာတော်လေးလာဖို့ရန်ခေါ်ဖိတ်ပါတယ်ရှင်နာမနဲ့ခေါ်ဖိတ်ပါတယ်ဇာလာ23အပိုင်ငယ်3တာယာသောမျက်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအဖြစ်၍နာမတော်ဖို့အလုံးငါတရားလမ်းတဲ့၌သွေးဆောင်တော်မူ၏ဖျားသခင်ကတာယာသောမျက်နှာတို့ကျမတို့ကိုလမ်းပြတယ်။တိုးထင်းကောင်းဆိုတာကကျမတို့ကိုတာယာတဲ့မျက်နှာကိုလမ်းပြတာဖြစ်တယ်။အရင်ဦးဆုံးကျမတို့ထဲမှာဗာထည့်ပေးမလဲဆိုရင်ငါရဲ့ဝိညာဉ်ကိုအားဖြည့်ပေးမယ်။ဖျားသခင်ရဲ့ဝိညာဉ်တော့ကျမတို့စီမှာဆင်းသက်ဖို့အရန်လိုအပ်ပါတယ်။ဖျားသခင်ရဲ့ဝိညာဉ်တော့ကျမတို့စီမှာဆင်းသက်တဲ့ခါမှာရှမ်းဆုံးပေါ်မှာဖျားသခင်ရဲ့ဝိညာဉ်တော့ဆင်းသက်တဲ့ခါမှာဘာတွေဖြစ်သွားလဲဆိုရင်နော်ကျိုးတင်နှစင်းနဲ့သူ့ကိုချီနှောင်ထားတယ်တဲ့နော်။တရားသူကြီးမှတ်စာအခန်းကြီး15အခန်းငယ်14မှာနော်ကျိုးတင်နှစင်းနဲ့သူ့ကိုကြက်ကြက်ချီနှောင်နေတဲ့73မှာကျိုးတင်နှစင်းနဲ့တတ်တတ်ချီနှောင်ပြီးတော့ကြောက်ပေါ်နော်ကြောက်ပေါ်ကနေဆောင်ခဲ့ကြတယ်လေဟိအရတ်တို့ရောက်တော့ခါဖိလိတိလူတို့ဒီကြွေးကြော်ကြ၏ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့အပေါ်မှာတက်ရောက်တဲ့ဖြင့်သူ့လက်၌ချီသောကျိုးတို့သည်မိထီသောပတ်စံကဲ့သို့ဖြစ်၍အချီနှောင်ကျွတ်လေ၏အဲ့ဝိညာဉ်တော်စစ်သက်တဲ့ခါမှာဘလောက်ပဲကျမတို့ကိုတုံနှောင်ထားပါစေနော်ကျိုးတင်နှစင်းနဲ့ဘလောက်ပဲရှမ်းစုံကိုချီနှောင်ထားပါစေရှမ်းစုံအပေါ်မှာဝိညာဉ်တော်ဆင်းသက်တဲ့အခါမှာတော့မိထီတဲ့ပတ်စံကဲ့သို့ကြက်ထွက်သွားတာကိုတွေ့ရဒါမှမဟုတ်ကျမတို့ပေါ်မှာလည်းဝိညာဉ်တော်ဆင်းသက်ဖို့လိုအပ်တယ်ဒါကြောင့်မလို့ဘုရားသခင်ကကျမတို့ကိုတမန်တော်အခန်းကြီး1အခန်းငယ်10မှာပြောထားတယ်တင်တို့ပေါ်သို့တဲ့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါတင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါ၏တက်တည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏ကျမတို့စီကိုတကိုးဆင်းသက်မယ်တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်မယ်ကျမတို့ကအဲ့ဒီခါကျရင်ဘာတွေဖြစ်လာမလဲဝိညာဉ်တော်တကိုးဆင်းသက်တဲ့ခါမှာယူရပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ဘုရားသခင်ရဲ့တက်တည်ဖြစ်ဖို့ရန်အတွက်ကျမတို့တည်င်းကောင်းတွေဝင်မှပြီနော်တတ္တိတွေရှိလာပြီရဲရင်ချင်းတွေဖြစ်လာပြီအားရပါရကျမတို့ဝင်မှတော့မှာတကိုးကျမတို့မှာရှိတယ်ဆိုကျမတို့မှာကြောက်စိတ်မရှိတော့လူတိုင်းကိုတနာချင်းစိတ်နဲ့ကျမတို့လုံးမှာအဲ့တော့ကျမတို့မှာဝိညာဉ်အသေးရလဲတီးဖို့လိုအပ်တယ်သူတို့တွေကိုကျမတို့ကတည်င်းကောင်းပြောမယ်ဆိုရင်သူတို့ကိုချစ်ဖို့ကျမတို့လိုအပ်တယ်ဒါကြောင့်မလို့ဝိညာဉ်အသီးကိုလုံးကျမတို့မှာလိုအပ်တယ်ပေါ့နော်ဝိညာဉ်အသီးကိုလုံးကဘာလဲဆိုရင်ဂလာတိဩဝါဒစာအခန်းကြီး9မှာရှိပါတယ်နော်အခန်းကြီး9အခန်းငယ်22ဝိညာဉ်ပကတိအကျိုးမူကားချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ချခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနုညံ့သိမ်ပွင့်ခြင်းကာမဂုဏ်ချုပ်တီးခြင်းပဲတဲ့နော်ကျမတို့အရင်ဆုံးကျမတို့မှာဘာရှိရမလဲဝမ်းမြောက်ခြင်းမှာချစ်ချင်းရှိရမယ်ဝိညာဉ်အကျိုးကချစ်ချင်းဒီလူတွေကိုချစ်မှကျမတို့ကလည်းသူတို့ကိုအေဝံဂေလိတည်င်းကောင်းပြောနိုင်တယ်သူတို့ရဲ့ဝိညာဉ်တွေကိုကယ်တင်ဖို့ရတဲ့ကျမတို့မှာတနာခြင်းစိတ်ရှိရမယ်နော်ချစ်ချင်းဝမ်းမြောက်ခြင်းနော်အဲ့ဒါတွေဝိညာဉ်တော်ကောင်းမြတ်ခြင်းဝိညာဉ်တော်အတိကိုးလုံးကျမတို့မှာရှိဖို့လိုအပ်ပါတယ်လို့နော်တမန်တော်တစ်ရှိမှကြတော့ဘာဖြစ်သွားလဲနော်ယေရုရှလင်မြို့ကြီးစွာသောညှင်းဆဲခြင်းကျမတို့ဟာလေတနေရာထဲမှာပဲကျမတို့လုပ်ဖို့မလိုအပ်ဘူးတနေရာထဲမှာပဲယေရုရှလင်မြို့ကြီးမှာတခါတည်းလူတွေကဘုရားရဲ့ဝတ်ကိုအရန်ဝတ်ပြူကြတယ်ကြိုးစားကြတယ်နော်အဲ့ဒီခါမှာသူတို့ဘယ်နေရာမှမသွားတော့ဘူးဘယ်သူမှတည်င်းကောင်းမဟောတော့ဘူးနော်သူတို့ဗိမာန်တော်မှာပဲသူတို့ပျော်ရွှင်နေကြတယ်သူတို့ဗိမာန်တော်မှာပဲသူတို့အချင်းချင်းဝတ်ပြူကြတယ်ကိုးကွယ်ကြတယ်ဘုရားကိုချီးမွမ်းကြတယ်သူတို့ဒီလောက်ပဲသူတို့လုပ်ကြတယ်တခြားလူတွေအတွက်သူတို့ကယ်တင်ခြင်းသူတို့မှမရှိဘူးဒါမှမဟုတ်ကျမတို့ဝိညာဉ်အသီးကိုယ်လုံးသိဖို့လိုအပ်တယ်လို့ဘုရားကပြောတာဖြစ်တယ်နော်အဲ့ဒီခါမှာဘာဖြစ်သွားလဲဘုရားသခင်ကနေအနှံ့ကိုသူ့ရဲ့တည်င်းကောင်းကိုပြောကြတယ်လူတိုင်းကိုကယ်တင်ခြင်းနဲ့ဘုရားကဒီယေရုရှလင်ဗိမာန်တော်ထဲမှာပဲကျိန်းဝတ်နေတဲ့ဒီတမန်တော်တွေကိုပေါ်မှာကြီးစွာသောညှင်းဆဲခြင်းဘုရားသခင်ကပို့လိုက်တာဖြစ်တယ်ကြီးစွာသောညှင်းဆဲခြင်းရောက်သွားတဲ့ခါမှာလူတွေကကြောက်လန့်ပြီးတော့အကုန်လုံးထွက်ပြေးတယ်တမန်တော်တွေကနော်တင်းဝင်တဲ့သူတွေကတခါတည်းရှမာရိပြည်နော်ယူဒပြည်ရှမာရိပြည်အနှံ့ရောက်သွားတယ်တမန်တော်တစ်ရှင်မှာပြောထားတဲ့အတိုင်းပဲသူ့ရဲ့ဂတိတော်ပြည့်စုံသွားတယ်နော်တမန်တော်8ရောက်တဲ့ခါမှာတခါတည်းယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါကြီးတက်တည်ဖြစ်သွားပြီအကုန်လုံးအဲ့ဒီမှာဟောကြတယ်အနာရောဂါတွေငြိမ်းကြတယ်ဖယားသခင်ကိုတီးကြတယ်နော်အကုန်လုံးတင်းဝင်ကြတယ်ကိုးကွယ်ကြပြီအဲဒါကြောင့်ကျမတို့စီမှာတကိုးလိုအပ်တယ်ဖယားသခင်ကဒီသူ့ရဲ့တမန်တရားထဲမှာသွေးဆောင်မှုရတဲ့ကျမတို့ကိုအရင်ဦးဆုံးတကိုးပေးတာဖြစ်တယ်ပေါ့နော်အဲကြောင့်ဒါဝိမင်းကြီးကဘာပြောလဲဆိုရင်အကင်စစ်စင်းနဲ့ဘုရားသခင်ကကျွန်ုပ်ရဲ့ကြောက်ဖြစ်တယ်ကျွန်ုပ်၏ရဲတိုက်ဖြစ်တယ်ကျွန်ုပ်၏ခိုးလုံရာဖြစ်တယ်တဲ့ကျွန်ုပ်ကိုတဲ့တမန်တရားလမ်းထဲမှာလမ်းပြပြီးတော့သွေးဆောင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့သူကဝန်ခံထားတာဖြစ်တယ်
ကျမတို့လည်းဒီလိုပဲကျမတို့ကိုးကွယ်တဲ့ဖခင်ကကျမတို့ကိုတရားလမ်းထဲမှာသွေးဆောင်တဲ့ဖခင်ကျမတို့ပေါ်မှာဝိညာဉ်တော်ဆင့်သက်ပေးမဲ့ဖခင်ဝိညာဉ်တော်ပေးတဲ့ဖခင်ဒီဝိညာဉ်တော်ကျမတို့မှာအတူပါရှိတယ်ဆိုကျမတို့ကမြေကြီးစွန်းတိုင်အောင်ဖခင်သခင်ရဲ့တက်တည်တွေဖြစ်လာပြီကျမတို့တည်င်းကောင်းတွေပြောတဲ့ခါမှာပြောင်းလဲတဲ့သူတွေများစွာရှိလာပြီဒီတကူတွေခံရဖို့ရတဲ့ကျမတို့ဘုရားသခင်ရဲ့မျက်မှောက်တော်တွေတိုးဝင်ဖို့လိုအပ်တယ်ဘုရားသခင်ကိုနေ့စဉ်ချီးမွမ်းဖို့လိုအပ်တယ်ဘုရားသခင်ကိုနေ့တိုင်းကျေးဇူးတော်ချီးမွမ်းတတ်ဖို့လိုအပ်ပါတယ်တခါတရံမှာကျမတို့အပြစ်ထဲမှာရောက်သွားတတ်ပါတယ်အပြစ်တွေနဲ့ပြောမိပါတယ်ဆိုမိပါတယ်ဘုရားကိုပြစ်မှားမိပါတယ်ဒါပေမဲ့ဘုရားကအမြဲတမ်းခွင့်လွှတ်တယ်လူတွေကမခွင့်လွှတ်ဘူးနော်လူတွေကတော့ကျမတို့ကိုမခွင့်လွှတ်နိုင်ဘူးဒါပေမဲ့ဘုရားကခွင့်လွှတ်တယ်ဒါမှမဟုတ်ချစ်ချင်းဝမ်းမြောက်ခြင်းဆိုတဲ့ဝိညာဉ်အတိကိုလုံးထဲမှာလဲကျမတို့ခွင့်လွှတ်ခြင်းရဖို့လိုအပ်တယ်သူများကိုခွင့်လွှတ်မှဘုရားသခင်ကကျမတို့ရဲ့အပြစ်ကိုခွင့်လွှတ်မှာဖြစ်တယ်မမှားဘူးလို့မပြောပါဘူးเนาะဓမ္မဟောင်းကျမ်းမာတဲ့ကလူတိုင်းမှားကြပါတယ်เนาะမောရှေလည်းမှားခဲ့ဘူးပါတယ်အာဗြဟံလည်းမှားပါတယ်เนาะသူ့ရဲ့မိန်းမကိုညီမလို့တော့သူပြောခဲ့တယ်เนาะဘုရားကိုမယုံကြည်သူဖြစ်ကြပါတယ်တခါတရံဖြစ်တတ်ပါတယ်ဒါတွေကိုနားလည်ဖို့ကျမတို့အချင်းချင်းဟာတယောက်နဲ့တယောက်နှင့်သိမ့်ပေးရမယ်တခါတရံပြစ်မှားမိတဲ့ကျမတို့လည်းရှိပါအဲ့ဒီခါမှာကျမတို့ရဲ့တငယ်ချင်းတွေကိုပြောတဲ့ခါမှာသူတို့တွေကစိတ်ဆိုးကြတယ်မခေါ်နိုင်ကြတော့ဘူးမပြောနိုင်ကြတော့ဒီလိုမဟုတ်ပါဘူးခွင့်လွှတ်ရပါမယ်သူ့ကိုနှစ်သိမ့်ပေးရပါမယ်သူ့အတွက်ဆုတောင်းပေးရမှာဖြစ်တယ်တမန်တရားလမ်းကိုဘုရားသခင်ကကျမတို့ကိုသွေးဆောင်တယ်လို့ကျမတို့အချင်းချင်းကလည်းတမန်တရားထဲမှာသွေးဆောင်ရမယ်လဲကြတဲ့သူကိုကျမတို့ကထူပေးရမယ်ပြစ်ထားဖို့မဟုတ်ပါဘူးเนาะဘုရားသခင်ရဲ့ဝိညာဉ်တော်ကတခါတရံမှာကျမတို့စီမှာဘလောက်ပဲရှိရှိအားနေတတ်ပါလေကျမတို့ကလူသားဖြစ်ပါတယ်မစုံနေပါဘူးဒါကြောင့်ဘုရားသခင်ကကျမတို့ကိုမစုံလင်တဲ့လူသားတွေဖြစ်တဲ့အတွက်သူ့ရဲ့ဝိညာဉ်နဲ့ကျမတို့ကိုအမြဲတမ်းကကဘာကိုတိတိုင်အောင်သင်တို့နဲ့အတူရှိမယ်ဆိုပြီးဂတိပေးထားလို့ကျမတို့မှာအားရှိရတာဖြစ်တယ်။ဒါကြောင့်မို့ချစ်တော်ညီကိုမောင်နှမများတယောက်တယောက်လဲတယ်ဆိုရင်ထူမပေးပါနှစ်သိမ့်ပေးပါသူ့ကိုဆူတောင်းပေးပါကျမဆရာမတယောက်ကအိမ်တိုင်ရရောက်ကျမလဲတဲ့ခါမှာကျမကိုလာဆူတောင်းပေးတယ်။ကျမကိုနှုတ်ကပတ်တော်တွေနဲ့ခွန်အားပေးတယ်။ဘုရားကိုကျေးဇူးအရန်တင်တယ်လို့ဆရာမကိုလည်းအရန်ကျေးဇူးတင်တယ်ဘုရားသခင်တစ်တပံကောင်းကြီးပေးပါစေဒီကနေ့နှုတ်ကပတ်တော်အပြင်ကြားနာတဲ့သူအရောက်စီတိုင်းလဲပေါ်မှာလဲဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့တကူတက်ရောက်ပြီးတော့မှတည်င်းကောင်းကိုဝင်ခတ်တတ်တော်သူများအရောက်စီတိုင်းဖြစ်စေဖို့ယေရှုနာမ၌ကောင်းကြီးပေးဆုတောင်းပေးပါတယ်အရောက်တိုင်းဘုရားကောင်းကြီးပေးပါစေအာမင်အာမင်အာမင်